အားလုံးပဲမင်္ဂလာပါဗျာနော်ကျွန်တော်ဝိတွေ့ channel မှာကြိုဆိုပါတယ်ကျွန်တော်ရဲ့ဒီဘက်ဆောင်မပြောင်းပြီးနီးလုံးနဲ့တော့နှလုံးထွက်သွားပါဗျာနော်ဟုတ်ပြီဒါတော့2ရက်တွင်းတော့အခုကြော်သွားတယ်ဗောနော်ဒါထက်လိုက်တဲ့လူတွေထက်လိုက်ပါကျွန်တော်ခွန်တစ်လုံးကြိုက်ပါတယ်ဒီမှာတော့ပြီးခွေရတော့တောင်းကြည့်တော့2ကြိမ်ဒီလောက်ထွက်သွားပါပြီဗျာနော်ကျန်တဲ့2ကြိမ်ကိုကျွန်တော်ခွန်တစ်လုံးလိုက်ပါဗျာနော်ခွန်တစ်လုံးကျန်တဲ့2ကြိမ်မှာကျန်တဲ့2ရက်မှာဗောနော်ခွန်တစ်လုံးလေးလိုက်ပြီပါဗျာနော်ဒီနေ့မနက်ကနေစားလိုက်ပါကျွန်တော်ဒီနေ့မနက်20နေတော့ကျွန်တော်မတင်ပေးတော့ပါဘူးဗျာနော်မနေ့ကတော့ကျွန်တော်38နောက်ပိတ်ပေးခဲ့ပါတယ်မနက်ပိုင်းမှာထိုးဘက်ကတော့လွဲပါတယ်ဗျာနော်ညနေပိုင်းမှာ8တစ်လုံးပေးခဲ့ပါတယ်ကျွန်တော်ဒီမှာလာဟိုင်းယူတဲ့လူတွေသိပါတယ်ကျွန်တော်1တစ်လုံးကိုပို့ပြီးတော့ထိုးပါလို့ပြောခဲ့ပါတယ်နော်1ပတ်ပါဗောနော်1ကိုတခြားပတ်ပါပေါင်းထိုးပါပြောခဲ့ပါတယ်အဲ့တော့ကျွန်တော် channel ကြည့်နေလို့လည်းသိပါတယ်ဗျာဟုတ်လားကျွန်တော် channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ကြာနော် like and share ခြင်းဖြင့်ကူညီပါကျွန်တော်တင်တိုင်းတွေ့ရအောင်လို့ subscribe လေးလုပ်ထားပေးကြပါနော်ကျွန်တော်စီစဉ်လာနဲ့တင်ပေးခြင်းဖြစ်ပါတယ်မိတ်ဆွေတွေချိန်စားပြီးထိုးကြပါဗျာနော်ကျွန်တော်မြင်တိုင်းလည်းမမှန်ပါဘူးမြင်တိုင်းလည်းမမှားပါဘူးပေါ့ဗျာနော်မှန်တဲ့ခါလည်းမှန်ပါတယ်နော်မှားတာတော့များပါတယ်နော်လူတိုင်းကမှားတာများပါတယ်အဲ့တော့ကိုယ်ချိန်စားပြီးထိုးပါကျွန်တော်ထပ်လည်းပြောပါလားဒီနေ့အတွက်တော့ကျွန်တော်ကီးလေးတွေပဲထုတ်ထားတာရှိတယ်ဗျာနော်ကျွန်တော်ဒီခွန်တစ်လုံးကြိုက်ပါတယ်ဗျာနော်ဒီနေ့ကုန်ခွန်တစ်လုံးကြိုက်ပါတယ်ဒါ3ညခွန်3ည2ကတော့ဒါအထိကစားပေါ့ဗျာနော်မနက်ပိုင်းမှာနေကုန်ကြီးကတော့4နှစ်ခွန်3ညရှိပါတယ်ညနေပိုင်းကတော့6တက်3ပေါ့နော်အထိကစားကြပါဗျာနော်ဒါကီးလေးတွေပဲတင်ပေးတာပါကျွန်တော်ဒီထိုးတော့မထုတ်ပါဘူးနော်မနက်နေကုန်တော့ကတော့ကျွန်တော်ဒီနေ့ခွန်မဲကျွန်တော်လိုက်ကစားပါဘောနော်ပန်းသီးကစားရလူတွေခွန်မဲကစားပါဗျာနော်ဒီမှာကျခွန်ကစားခိုင်းပါနော်ပန်းသီးကစားမဲ့လူတွေခွန်မဲလိုက်ကစားပါဗျာနော်ကဲအားလုံးပဲစင်ပြေကံကောင်းကြပါလို့ကြာနော်